ကျွန်တော်ရဲ့ Metaton YouTube channel ကိုအားပေးနေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါဗျာနော်မင်္ဂလာရှိသောညချမ်းလေးမှာဒီနေ့မှာဆိုရင်ကျွန်တော်3ပိုင်း8ပိုင်းနဲ့တင်ပေးရမနက်ဖက်မှာခွန်ရှင်းညနေဘက်မှာဆိုရင်3နှစ်နော်နှလုံးသုံးထွက်ခဲ့တယ်ဗျာနော်ကျွန်တော်တင်လာတော့တစ်ချိန်သာတော့ပါနော်ကျွန်တော်တင်တဲ့ဗီဒီယိုတွေကမိတ်ဆွေတို့အထောက်အကူဖြစ်တယ်အကျိုးမြတ်ရှိတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးတစ်ချက်နှိပ်ပေးခဲ့ပါဗျာနော်နှစ်ဖက်နေကုန်မှာဆိုရင်အဓိကပတ်တီးအနေနဲ့ကျွန်တော်၄ပတ်တီးကိုရွေးပေးခြင်းပါတယ်ဒုတိယပတ်တီးအနေနဲ့ရွေးခွန်ပတ်တီးကိုရွေးပေးခြင်းပါတယ်ဗျာနော်၄ခွန်ပတ်တီးပါဗျာနော်နေကုန်ကစားရမှာပါလေးနဲ့ဆိုရင်၄3 4 8 4 1နော်ခွန်နဲ့ဆိုရင်ခွန်3ခွန်8ခွန်1ဆိုပြီးကျွန်တော်ဘက်ကနေ main ဩ3ကွက်စီရွေးပေးခြင်းပါတယ်ဗျာနော်နှစ်ဖက်နေကုန်မှာလဲမိတ်ဆွေတို့ဘက်က main ဩကွက်ထီပြီးကန်ကောင်းနိုင်ကြပါသေးဗျာနော်ကန်ကောင်းနိုင်ကြပါသေးကျွန်တော်တင်ပေးတဲ့ပတ်တီးတွေက100ရာခိုင်နှုန်းအာမခံပါတယ်ဗျာနော်မိတ်ဆွေတို့ထောက်ကူပြတဲ့ဆိုရင် comment လေးမှာတစ်ချက်ရေးပေးခဲ့ပါဗျာနော်ကဲနှစ်ဖက်နေကုန်မှာဆိုရင်မိတ်ဆွေတို့နော်အသက်ရှူတိုင်းငွေဝင်ကြပါသေးဗျာနော်ကျွန်တော်ဗီဒီယိုလေးရဒီလောက်ပါပဲဗျာနော်